from her to us near to you. So love us the Holy Spirit again and pray. Amen. Happy Sabbath. Operation တရားလေးအခုတော်နေ့မှာရောက်ရှိလာကြတဲ့စကိုင်းတင်းတော်မာရဘူရာတင်းတော်နဲ့မန်လေးတင်းတော်မှာဆရာဆရာမများတင်းသူတင်းသားများနဲ့အဲ့ဒီတော်များအားလုံးကိုမန်လေးတင်းတော်မှာကြိုဆိုပါရစေ။အားလုံးပေါ်ဥပုသ်တော်နေ့နဲ့ဆက်ဆိုင်သောကောင်းကြီးမင်္ဂလာဖျားဖျားတည်တုံလောင်းချပါစေ။အာမင်။အပိုင်းကျင်းပနေ့မှာတွေ့ရပါတယ်။လာကြသာရဘုရားအားရွှေလန်းစွာတခြင်းဆိုကြကုန်အပ်ငါတို့သည်ကဲခြင်းချင်းတို့ရောက်ရာကြောက်ကိုကျူအေးကြကုန်အပ်ကျေးဇူးတော်ကိုချီးမွမ်းလျက်ရှိတော်သို့ဝင်၍စာလန်တခြင်းဆိုလျက်ကျူအေးသောအတ္တကိုပြုကြကုန်အပ်ကျမ်းနာတော်အလုံးပေါ်ထည့်ခြင်းကောင်းကြီးချပါစေပထမဦးစွာကျမ်းပိုက်လေးကိုပြချင်ပါတယ်။ကမ္ဘာဦးကျမ်းခန်းကြီး1အပိုင်ငယ်29ကမ္ဘာဦးကျမ်းခန်းကြီး1အပိုင်ငယ်29ဖျားသခင်ကလည်းကြည့်ရှုသောဒီတစ်ပြင်လုံး၌စဘာတိကိုဖြစ်စေသောစဘာပြေအမျိုးတို့ကို၎င်းမျိုးစေ့ကိုဖြစ်စေသောအသင်းနှင့်ပြည့်စုံသောတပည့်အမျိုးတို့ကို၎င်းတင်တို့ဆောက်စရာကိုမှာပေး၏။ဒီကျမ်းပိုက်လေးကိုဖတ်ခြင်းအပြင်တမီးတို့ယုံကြည်ကိုပဲသောထာဝရဘုရားဟာအစကတည်းကအကောင်းဆုံးသောအစာအာဟာရများကိုပြင်ဆင်ပေးထားတာဖြစ်ပါတယ်။တင်စားတဲ့အစားအစာတိုင်းတင်ဖြစ်ပါမယ်။အရသာရှိတဲ့အစားအစာတွေဟာလူတွေကိုကျဆင်းစေပါတယ်။ဒါပေမဲ့လူများစုဟာအဲ့ဒီအရသာရှိတဲ့အစားအစာတွေကျဆင်းစေနိုင်တဲ့အစားအစာတွေကိုပဲကြိုက်တတ်တဲ့စားတော့ကြတာဖြစ်ပါတယ်။တကယ်တော့ကိုယ့်ရဲ့ခန္ဓာကိုယ်ဟာအရသာရှိတဲ့တည်ရစာတွေအစားအစာတွေကိုလိုအပ်တာမဟုတ်ပါဘူး။အမြင့်တက်ကြပါပြီးအာဟာရရှိတဲ့အစားအစာတွေကိုသာလိုအပ်တာဖြစ်ပါတယ်။တမီးတို့ရဲ့ခန္ဓာကိုယ်ဟာဘုရားသခင်ရဲ့ဗိမာန်တော်လေးဖြစ်ပါတယ်။ဒါကြောင့်လဲဆိုတော့တမီးတို့ရဲ့ခန္ဓာကိုယ်ဗိမာန်တော်ဟာမတန်ရှင်းရင်တန်ရှင်းသောဝိညာဉ်တော်ကြောင်းမှာလည်းမဟုတ်ပါဘူး။ဥပမာတမီးတို့ရဲ့တည်စာကိုတောက်စားလိုက်တာနဲ့ဒီခန္ဓာကိုယ်ဗိမာန်တော်ရဲ့နေရာတွေလောက်ကျန်းသွားတဲ့လိုဖြစ်ပါတယ်။ဒါကြောင့်တမီးတို့ဟာကိုယ်ခန္ဓာဗိမာန်ကိုဆောက်ရှောက်တဲ့အနေနဲ့အမြင့်တက်ကိုစားသုံးပေးသင့်ပါတယ်။အမြင့်တက်ဟာဦးလန်းကျောင်းအတွက်ကောင်းမွန်ပြီးအကြီးကကောင်းကျိုးပေးတဲ့အရာလေးဖြစ်ပါတယ်။
အဲ့ဒီအမြင့်တက်မှာ၃မျိုးရှိရဲ့ပြုံဝင်နိုင်သောအမျိုးအစားမပြုံဝင်နိုင်သောအမျိုးအစားနဲ့အချင်းဖောက်တဲ့အမျိုးအစားတွေဖြစ်ပါတယ်အဲ့ဒီထဲကမှပြုံဝင်နိုင်သောအမျိုးအစားဟာကောင်းမွန်တယ်လို့ထင်မှတ်ပါတယ်ဘယ်လိုအစားအစာတွေကိုရွေးချယ်တဲ့တဲ့အစားအစာတွေကတော့တစ်တီးများနဲ့ဟင်းတီးဟင်းရများအမြင့်တက်အာဟာရနဲ့ပြည့်ဝတဲ့အဆုံးအတင်စားအစားအစာတွေဖြစ်ပါတယ်ထိုနည်းတူပဲတွေကိုလည်းစားသုံးပေးတဲ့ပဲတွေကိုစားတဲ့အခါမှာလည်းပဲကိုအမျိုးအစားတစ်မျိုးပြောင်းလဲပြီးတော့စားသုံးပေးတဲ့ပဲတွေဟာချက်ဥလိုအာဟာရဓာတ်တွေရှိတဲ့အပြင်အသားဓာတ်လည်းပါတဲ့အတွက်အလွန်ကောင်းပါတယ်အသီးတွေကိုစားတဲ့အခါမှာလည်းခရမ်းရောင်အနီရောင်အပြာရောင်တို့ကိုစားသုံးပေးတဲ့ပါတယ်ထိုအသီးတွေဟာပရိုတင်းဓာတ်နဲ့ကျွမ်းဝပါသေးတယ်ရေကိုလည်းအချိန်မှန်ကောင်းမှုစွာတောက်ပေးရမှာဖြစ်ပါတယ်ဒီတောက်ရခြင်းရဲ့အကျိုးကျေးဇူးကတော့ရေတောက်ခြင်းကြောင့်အသားရည်လာကအုံနောက်တွေကြီးနေစေပါတယ်ရေတွေကိုလူရဲ့ခန္ဓာကိုယ်မှာလိုအပ်မှုကိုဖော်ပြသွားမှာဖြစ်ပါတယ်နှလုံးကတော့ရေကို83%လိုအပ်တယ်အဆုပ်က80%အုံနောက်က80%ရေကိုလိုအပ်ကြပါတယ်ဒါကြောင့်လူတွေဟာရေကိုများစွာတောက်ပေးရမှာဖြစ်ပါတယ်အခုကတော့နှလုံးအစောအုံနောက်ကျိုးကြောက်တဲ့အရာတွေကိုပြပြသွားမှာဖြစ်ပါတယ်နှလုံးဟာအမြန်ကိုကြောက်ရွံ့တယ်အဆုပ်ဟာမကောင်းတဲ့အမွေတွေကိုကြောက်တယ်အုံနောက်ကတော့မနှက်စာမစားပါဘူးကြောက်ရွံ့ပါတယ်နောက်ဆုံးအနေနဲ့တင့်အတွက်ဖြတ်သခင်ထံမှလာတဲ့သတင်းစကားလူကခန်းကြီးဆက်နေအပိုင်းနဲ့20နဲ့တပည့်တော်တို့အားမိန်တော်မူသည်ကထိုကြောင့်တင်တို့သည်အဘယ်သို့ဆာရမည်ဟူ၍အသက်ကိုမစိုးရိမ်ကြနှင့်အဘယ်သို့ဝေရမည်ဟူ၍ကိုယ်ကိုမစိုးရိမ်ကြနှင့်ဟုငါဆို၏ကျမ်းနာသူရောက်စီတိုင်းဟောဖြတ်ခင်ကျေဝါးဖြစ်သောတောင်းဆုမင်္ဂလာချီးပါစေအာမင်
ချုံနဲ့နိုင်ငံရေးသမားတို့ဟာဆိုရင်ကျွန်တော်တို့ကိုမိမိတို့ရဲ့ပတ်ဝန်းကျင်ကိုဂရုတစိုက်ထိန်းသိမ်းကြရန်အတွက်တိုက်တွန်းပါတယ်။ဘာကြောင့်အဘယ်ကြောင့်ခရီးရန်တို့ဟာဆိုရင်စန္ဒမနာမပြကြတယ်လေ။ဒီနေ့ကျွန်တော်တို့ဟာဆိုရင်ဖျားခင်ပေးထားတဲ့အချိန်အစွမ်းစားဗနာတို့ကိုထိန်းသိမ်းဆောင်ရှောက်ရန်ဗနာစုနဲ့ပြုစုဆောင်ရှောက်သူအဖြစ်ခေါ်ပေးခြင်းကိုခံရတော့သူများဖြစ်ကြပါတယ်။ ။တခေဒီနေရာမှာမြို့နဲ့ဝေးလို့လူတွေအစာရှာခံဖို့ပြန်ခိုင်းရင်ကောင်းမယ်ထင်တယ် အခက်အခဲတွေတွေ့နိုင်ပါတယ်မဟုတ်ရင်သူတို့ဒုက္ခရောက်ကြလိမ့်မယ် သူတို့စားဖို့မိတို့ရှာပေးရမယ် ။ခင်ဗျားမရှိရဘုံငါလည်းငါနဲ့ကောင်းမယ် ။
စားစရာများကိုပေးတော်မူသောဖျားရှိနမိတ်လက္ခဏာကြည်ကြပါ ဒီနေ့မှာကလေးတွေနဲ့မိဘတွေမိသားစုတွေအားလုံး
ကဘာလုံးဆိုင်ရာကလေးများနေမှာအခုလိုဆုံးဆုံးလင်းလင်းနဲ့တွေ့ရတာတကယ်ကိုကြည်နူးဖို့ကောင်းပါတယ်လို့မစားနိုင်ခင်မှာအလုံးမဲ့ကျွန်တော်တို့ခုလောက်ကူညီပေးသေးချင်တယ်ကလေးတွေခဏလောက်လက်လေးထောင်ကြပါကလေးတွေလူကြီးတွေလည်းတစ်ချက်လောက်ထောင်ကြပါကဲအခုတင်တို့ရဲ့လက်လေးတွေတစ်ချက်လောက်ပြန်ကြည့်လိုက်ပါတချို့လက်တွေကျတော့ကြီးတယ်တချို့လက်တွေကျတော့တင်းငယ်တယ်တချို့လက်တွေကျတော့လည်းနုငယ်တိမ်မွေးတယ်ကျွန်တော်တို့မေးချင်ပါတယ်တင်းငယ်တဲ့လက်တွေကဖျားခင်အတွက်ကြီးမားတဲ့အရာတွေကိုလှုပ်ဆောင်ပေးနိုင်မလားလှုပ်ဆောင်နိုင်ပါတယ်လို့ကလေးတွေတစ်ချက်တော့ပြောပြပါဦးတော်တယ်အဲ့လိုလှုပ်ဆောင်နိုင်ရမယ်မင်းတို့ကတခါတလေမှာအကြီးမားဆုံးတကူနဲ့မိတ်တွေကတင်းငယ်တဲ့လက်တွေကနေစတင်နေကြဖို့ဒီကနေ့မှာတူတူတင်တော့မှဖြစ်တယ်ဟိုပုံကြီးဆောင်မပြောခင်မှာကျန်းစာတစ်ပိုက်ဖျက်ပြချင်းတယ်ရှင်ယောဟန်ခိုင်း6ပိုက်ရှင်းမှာကိုရှင်ယောဟန်ခိုင်း6ပိုက်ရှင်းမှာကိုဤနေရာတွင်မိုးယောဂီ9လုံးနဲ့9နှစ်ကောင်ပါတော့သူငယ်တယောက်ရှိပါသည်တို့တော်ဤမြများပြားသောဒူအုပ်ကြီးကျွတ်ထိုရာကဘယ်များတော့တုံးမိနိုင်မည်နည်းဟုရှောက်လေ၏မုံ9လုံးနဲ့9နှစ်ကောင်ဒါပါပဲဒါဟာထောင်ပေါင်းများစွာသောလူအုပ်ကြီးကျွတ်လုံလောက်တဲ့အစားအသောက်လို့ထင်မှသလားဘယ်လိုမှမဖြစ်နိုင်ဘူးနော်ဒါပေမဲ့ဖျားခင်ရှိမှအစီအစဉ်ရှိပါတယ်ကျွန်တော်ဒီဟာဒီပုံမြင်ကလေးတွေအရေးကြီးတဲ့အတွက်ကြောင့်ကလေးတွေအာရုံစိုက်ပြီးတော့နားထောင်ပေးနေခြင်းနဲ့ဘာလို့တောင်ကုန်းကြီးတစ်ခုကိုမြင်အောင်ကြည့်လိုက်ပါနေအောင်ကြီးကတတရာရာနဲ့လင်းလက်နေတယ်အရက်လေးမျက်နှာအတီးတီးကလူတွေကလည်းလမ်းလျှောက်လာကြတယ်မိသားစုတွေကြီးလွှမ်းနေတဲ့ကလေးတွေနဲ့ရင်ဝင်မှာပိုက်ထားတဲ့မိဘတွေဘာလို့သူတို့ရောက်လာကြတာလဲအဲ့ဒီမှာတကယ်ရှူရှိနေလို့ပဲဖြစ်တယ်တကယ်ရှူရှိတဲ့နေရာတိုင်းမှာလူတွေဟာကိုယ်တော်နဲ့နီးနီးကပ်ကပ်နေချင်ကြတယ်တကယ်ရှုမိတ်ကြတဲ့စကားတွေကိုနားထောင်ကြည့်ကြတယ်တကယ်ရှုမိတ်ကြတဲ့စကားတွေကိုနားထောင်ကြည့်ကြပြီးကိုရောရဲ့တကိုးနမိတ်တွေကိုမြင်ချင်ကြတယ်ကိုရောရဲ့တကိုးနမိတ်တွေကိုမြင်ချင်ပြီးကိုရောရဲ့ချစ်ချင်းမြတ်တာကိုခံစားချင်ကြလို့ဖြစ်တယ်ဒါကြောင့်အဲ့လိုထောင်ပေါင်းများစွာသောလူအုပ်ကြီးဟာတောင်ကုန်းပေါ်အထိကိုရောနောက်ကိုလိုက်လာခဲ့ခြင်းဖြစ်တယ်ကျမ်းစာထဲမှာဒီလိုဖော်ပြထားပါတယ်ယောက်ျားလေးကြီးပဲက9000ကျော်ရှိတယ်လို့ဆိုပါတယ်ဒါတော့မှအမျိုးသမီးနဲ့ကလေးတွေကိုမရည်တွေ့ရတယ်ပေါ့အားလုံးစုစုပေါင်းပဲဆိုရင်1000ဒါမှမဟုတ်15000တော့ရှိနိုင်တယ်ရှိပါတယ်အဲ့ဒီတဲမှာတော့စားလောင်နေတဲ့လူတွေအများကြီးပဲရှိပါတယ်နော်ကျွန်တော်ပြောမယ့်အကြောင်းအရာတွေဒီလောက်ပါပဲအားလုံးကိုဘုရားတခင်ကောင်းကြီးနဲ့တုံးချပေးပါစေအာမင်မင်္ဂလာပါတမီးနဲ့မေအားလုံးကျွန်တော်ဒီနေ့ဖြစ်ပါတယ်။ဒီနေ့ကတော့မေတ္တာနဲ့ဖြစ်ပါတယ်။ဒီနေ့ပြောပြတော့မယ့်ပုံပြင်လေးရဲ့ပထမကောင်းစဉ်ကတော့တကယ်ကလေးလေးမိတ်ဆက်ခြင်းဆိုတဲ့ကောင်းစဉ်လေးဖြစ်ပါတယ်။လူကြီးရဲ့အနေမှာကလေးတစ်ယောက်ရှိပါတယ်။သူကလူကြီးတစ်ယောက်မဟုတ်တော့ဘူးတပည့်တော်လည်းမဟုတ်ပါဘူး။ဒီလိုယောဟန်တို့လိုပုဂ္ဂိုလ်မျိုးလည်းမဟုတ်ပါဘူး။သူကကလေးတစ်ယောက်ပါပဲ။တမီးတို့အရွယ်တော့ဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်ကြီးမယ်ငယ်ပါလိမ့်မယ်အဲ့ဒီနေ့မနေ့မှာသူငယ်ကလေးဟာဆက်ရောက်ရှာပြီးထားလာခဲ့တယ်မိသားဒီနေ့တခင်ယေရှုရဲ့စကားတွေကိုတာနာထောင်လို့လို့သူပြောခဲ့မှာပေါ့အဲ့ဒီအခါသူ့အမေကတားအတွက်နီးလေစာရီသွားအုပ်လေလို့ပြောပြီးထုတ်ပေးလိုက်တာကတော့မုံ9လုံးနဲ့9နှစ်ကောင်ပဲဖြစ်ပါတယ်ရိုးရိုးရှင်းရှင်းအစားအစာလေးတွေကကလေးတစ်ယောက်စာအတွက်ပဲဖြစ်ပါတယ်တငယ်ကလေးကတော့ဒီလိုတွေးမိမှာပေါ့ဒါဆိုအဆင်ပြေပြီးငါဒါလေးစားပြီးတခင်ရဲ့ချူရဲ့အတူရှိနေလို့ရပြီတဲ့ဒါပေမဲ့သူမသိခဲ့တာတခုကဘုရားသခင်ဟာတငယ်ကလေးရဲ့နေလက်စားကိုအသုံးပြုပြီးလူပေါင်းထောင်ချီကိုထွေးမွေးလုပ်မယ်ဆိုတာပါပဲနောက်ထပ်ကောင်းချက်တစ်ခုကတော့အခက်ခဲနေရင်စားရခြင်းဆိုတဲ့ကောင်းချက်မျိုးဖြစ်ပါတယ်နိုင်ပေါင်းများစွာတရားတည်တနာနားထောင်တဲ့နာလူတိုင်းဟာဆာလနာစကြပါတယ်ကလေးတွေရဲ့ဗိုက်ထဲရလဲကူကူဆိုတဲ့အတန်နဲ့မြည်နေကြပါတယ်အဲ့ဒီအခါတပည့်တော်တွေဟာဆွေးရင်လာကြပါတယ်သူတို့ကလူအုပ်ကြီးကိုကြည့်ပြီးဒီလူအုပ်ကြီးကိုငါတို့ဘယ်လိုကျွေးမွေးမလဲဆိုပြီးပြောဆိုနေကြပါတယ်ဒီနောက်မှာဆိုင်လည်းမရှိဘူးပတ်စံလည်းမရှိဘူးစားစရာလည်းမရှိဘူးလို့သူတို့ညီးထွားနေကြပါတယ်သူတို့ဘာလို့ရမလဲမသိဖြစ်နေကြပါတယ်အထက်ကောင်းစဉ်တစ်ခုကတော့နှလုံးသားချင်းထိတွေ့ပြီးတော့အခါတန့်ဆိုတဲ့ကောင်းစဉ်မျိုးဖြစ်ပါတယ်ကဲအခုကတော့ဒီပုံမြင်ရဲ့အရေးကြီးဆုံးအစိပ်ပိုင်းပဲဖြစ်ပါတယ်ဒီချာလေးနားထောင်ကြပါနော်တကယ်ကလေးဟာလည်းအဲ့ဒီပြဿနာကိုမြင်နေရပါတယ်သူကဒီလက်စားလေးကိုလုံးကြည့်လိုက်တယ်မုံ9နဲ့9နဲ့ကပြီးတော့လူအုပ်ကြီးကိုပြန်ကြည့်လိုက်တယ်ခ
ထောင်ပေါင်းများစွာသောလူအုပ်ကြီးသူဒီကိုတွေးမိကောင်းတွေးမိပါတယ်မဲဒါကမလောင်းပါဘူးငါကတေးလုံးတယ်ငါပါမြန်ထူးခြားအောင်လုပ်နိုင်မှာမို့လို့လေငါကကလေးတယောက်ပဲရှိသေးတာငါမအများငါမကူညီနိုင်ဘူးငါမအများကြီးမရှိဘူးဆိုပြီးတော့ပေါ့ဒါပေမဲ့သူကိုတခြားသူတွေနဲ့မတူအောင်ထူးခြားစေတဲ့အရာကတော့သူဟာတနေ့ကောသခင်ယေရှုရဲ့စကားတွေကိုနားထောင်နေတာပဲဖြစ်ပါတယ်။သခင်ယေရှုပြောပြတဲ့မေတ္တာအကြောင်းတစ်ပါးသူကိုဂရုစိုက်ခြင်းအကြောင်းနဲ့ယုံကြည်ခြင်းအကြောင်းတွေကိုသူကြားခဲ့ရပါတယ်။အဲဒီနောက်မှာတစ်စုံတစ်ခုဖြစ်ပျက်ခဲ့ပါတယ်။သူ့ရဲ့လက်ထဲမှာမဟုတ်တယ်လို့သူကထားတဲ့နေ့လည်စာထဲမှာလည်းမဟုတ်ပါဘူး။သူ့ရဲ့နှလုံးသားထဲမှာဖြစ်ပျက်ခဲ့တာပါ။သူဟာသခင်ယေရှုနဲ့အလွန်နီးကပ်သွားတယ်လို့ခံစားလိုက်ရပါတယ်။အလားဝဲမနေတော့ဘူးကြောင်းရုံမနေတော့ဘူးတကယ်ချင်းတရားကိုသူ့ကိုတကယ်ဂရုစိုက်တဲ့သူတရားလိုမျိုးနီးကပ်သွားခဲ့တာပါသူဟာဘုရားသခင်နဲ့ပုဂ္ဂိုလ်ရဲ့အရာရင်းနှီးတဲ့ဆက်နွယ်မှုရှိသွားပါပြီသူဟာသခင်ယေရှုကိုယုံကြည်ကိုးစားတဲ့အတွက်ငါမှရှိတဲ့အရာလေးကိုသခင်ယေရှုအသုံးပြုနိုင်မှာပဲသူတွေးမိလိုက်ပါတယ်ကျမ်းစာသူတယောက်ချင်းစီရန်ဘုရားရှင်ကချီးမြှောက်တော်ချပါစေအလုံးမဲမင်္ဂလာပါတမီးနမေရောဆက်လက်နေပါတယ်တမီးဆက်လက်ပြောပြတော့မယ်ကောင်းစဉ်လေးရတော့တကယ်ယေရှုတိုင်ဆောင်နေခြင်းဆိုတဲ့ကောင်းစဉ်လေးဖြစ်ပါတယ်တကယ်ကလေးမတည့်ရလိုက်တာကိုမြင်အောင်ကြည့်လိုက်ပါသူ့ရဲ့တကယ်ကလေးမတည့်ရလိုက်တာကိုမြင်အောင်ကြည့်လိုက်ပါသူ့ရဲ့တင်းငယ်လာတဲ့နေတဲ့စာလေးကတော့မုံငါးလုံးနဲ့ငါးနှကောင်ပဲဖြစ်ပါတယ်သူဟာအဲ့ဒီတင်းငယ်လာတဲ့နေတဲ့စာလေးကိုကာပြီးထောင်ပေါင်းများစွာသောလူအုပ်ကြားတဲ့ကနေတန်းတန်းချင်းစီရှောင်လန်းလာခဲ့ပါတယ်။ရင်တွေလည်းခုန်နေမှာပေါ့ရှက်လည်းရှက်နေမှာပေါ့။ဒါပေမဲ့သူဟာတတိရှိရှိနဲ့ရှောင်လာခဲ့ပါတယ်။ဘာဖြစ်မလဲဆိုတာသူမသိခဲ့ပါဘူး။သူသိတာတစ်ခုကတော့ငါသခင်ယေရှုကိုယုံကြည်တယ်ဆိုတာပါပဲ။ဖခင်သခင်နဲ့ဆက်နွယ်မှုရှိတာဆိုတာဒါကိုပြောတာပါ။အဲ့ဒီနောက်မှာတော့ယုံကြည်ကိုးစားခြင်းပဲအဲ့ဒါကတော့ယုံကြည်ကိုးစားခြင်းပဲဖြစ်ပါတယ်။နောက်ထပ်ကောင်းစဉ်တစ်ခုကတော့အံ့ဖွယ်မှုရာတကုန်းနမိတ်ဆိုတဲ့ကောင်းစဉ်ပဲဖြစ်ပါတယ်။သူဟာအစားအစာတွေကိုသခင်ယေရှုထံဆက်ကပ်လိုက်ပြီးသခင်ယေရှုကဒါကနေလွန်းတယ်လို့မိန့်တော်မူခဲ့ပါဘူး။ကိုရောကလောင်ရည်ချင်းမပြုတ်ပဲနှွေးထွေးစွာပြောပြတော်မူခဲ့ပါတယ်။ထိုအရာကိုလက်ခံယူပြီးဘုရားသခင်ကိုကျေးဇူးတင်ကားကောင်းချီးပေးတော်မူခဲ့ပါတယ်။ထိုအရာအဲ့ဒီနောက်မှာတော့အံ့ဖွယ်မှုရာတကုန်းနမိတ်စတင်ပါတော့တယ်။မုံတွေငါးတွေတစ်ခုပြီးတစ်ခုတိုးွားလာပါတော့တယ်။ချင်းတွေတောင်းတွေတစ်လုံးပြီးတစ်လုံးအစားအစာတွေဟာမကုန်နိုင်အောင်ထွက်ပေါ်လာပါတော့တယ်။လူတိုင်းဝါလေးစားသုံးပြီးတဲ့နောက်စားချင်းစားချက်နေနောက်ပူလောင်းအောင်ထွက်ရှိလာပါသေးတယ်။လူဒါတွေအားလုံးဟာတင်းငယ်လာတဲ့နေ့လည်စာလေးတစ်ခုကနေစတင်ခဲ့တာပါ။အားလုံးအားထောင်လူတိုင်းအားလုံးရှင်တိုင်းမှာဖျားခင်ကောင်းချီးကြပေးပါစေ။အာမင်။ကျွန်တော်နာမည်တော့ဒီတစ်ခါခုချိန်မှာတာပြောတော့မယ့်အရာလေးကတော့ကြီးမြတ်လာတဲ့အမှန်တရားဆိုတာလေးပဲဖြစ်ပါတယ်။အခုတေချာလေးနားထောင်ပြီးပါဒါဟာခုတေချာအားလုံးမှာအခုတေချာလေးနားထောင်ပြီးပါကလေးတွေနဲ့တက်တဲ့အရင်လိုပါဒါဟာဒီနေ့တည်းအရေးကြီးဆုံးဖြစ်ပါတယ်။အော်ဘွယ်ကဒီကုန်းနမိတ်ကြီးကအတိနန်နေပေါ်များလာအချိန်မှာစတင်ကြမှုပါ။ဒါရဲ့အချိန်မှာစတင်ကြလဲဆိုကလေးတွေငယ်လေးပြပါတခင်ယေရှုကိုစတင်ပြီးတော့ယုံကြည်လိုက်တဲ့အချိန်မှာစတင်ကြဖြစ်ပါတယ်။ကိုရိုနာရင်းနှီးတဲ့စတင်မှုကနေလည်းစတင်တက်ပါတယ်။ဘာကြောင့်လဲဆိုတော့ဘုရားသခင်ဟာတင်မလောက်ကြီးတယ်ဆိုတာကိုမကြည့်ပါဘူး။တင်နှလုံးသားဘလောက်ကြီးမြတ်တယ်ဆိုတာကိုပဲကြည့်ပါတယ်။ကိုရိုကတင်မှာဘလောက်ရှိတယ်လဲဆိုတာကိုမမေးပါဘူး။ကိုရိုမေးတာအဲ့ဒီရှိတဲ့ဟာတွေကိုငါ့ထံမှာစက္ကန့်မီလားဆိုတာပဲဖြစ်ပါတယ်။ကလေးတို့ရဲ့ပြင်တော့ဟာတင်းငယ်လုံးတာမဟုတ်တယ်လို့လူနဲ့လုံးတာလည်းမဟုတ်ပါဘူး။ဒီခါတလေမှာဘုရားသခင်ရဲ့သုံးတော်ကဖြစ်ဖို့အတွက်ကြီးလာတဲ့ဒီဆောင်နေကြတယ်မလို့ပါဘူး။ဘုရားသခင်ကတင်းတို့ရဲ့အပြုံးလေးတွေကျင်းတတ်တဲ့စိတ်ထားလေးတွေစုတောင်းပေးတာလေးတွေမျှဝေတတ်တာလေးနဲ့ကုညီတတ်တဲ့လက်ကလေးတွေကို
ဖျားသခင်အသုံးပြုနိုင်ပါတယ်မင်းတို့ကိုယ်တိုင်ကတစုံတယောက်အတွက်အဟောဝေရကောင်းကြီးတစ်ခုဖြစ်လာနိုင်ပါတယ်ကျွန်တော်အနေနဲ့နောက်တစ်ခေါက်တပီရောကောင်းကလေးပြောပြချင်ပါတယ်အခုကောင်းကလေးကတော့လူကြီးမိမများအတွက်ပဲဖြစ်ပါတယ်ကလေးလည်းနားထောင်ပြီးကြည့်မိဘဘုရားများနဲ့ဒီမှာလာရောက်ကြည့်ရှုသူမှာခင်ဗျာဒီနေ့မှာတစ်ခါတည်းမှာကျွန်တော်တို့ကကလေးတွေကိုအနာဂတ်ရဲ့အတင်းတော်လို့ထင်ကြပါတယ်ထင်မှတ်ကြပါတယ်ဒါပေမဲ့တခင်ယေရှုကတော့သူတို့ဟာယခုမြန်မာခေတ်ရဲ့အတင်းတော်လို့ဆိုတာကိုတေချာပြခဲ့ပါတယ်တခါတည်းမှာဒီနေရာထဲမှာအခိုင်အမာဆုံးယုံကြည်ခြင်းဆိုတာအသေးငယ်ဆုံးသူစီကနေလာတတ်တာမျိုးဖြစ်တတ်ပါတယ်ကျွန်တော်တို့ရဲ့ကလေးတွေကိုဘုရားသခင်အကြောင်းကိုသိအောင်နေတာမကဘဲနဲ့ဘုရားသခင်အကြောင်းသိအောင်နေတာမကဘဲနဲ့ဘုရားသခင်နဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာမှာချင်းကြီးကျွမ်းဝင်ဖို့ရတဲ့ညီပေးကြပါလို့ကျွန်တော်အနေနဲ့ယဉ်ကျေးကျွမ်းဝင်ပြီးတော့အနည်းကရှောင်းလိုက်နိုင်ဖို့ရန်ကူညီပေးကြပါလို့ကျွန်တော်အနေနဲ့မျက်နှာရက်ခဲ့နေပါတယ်။ဒါတို့ကတော့လက်တွေ့တုံ့ပြန်ခြင်းပဲဖြစ်ပါတယ်။ကျွန်တော်တို့ကတကယ်ရှိဖို့ပါတယ်ပြည့်စုံနိုင်မယ်လေ။စိတ်ထဲရှိတာလေးအော်ပြောကြည့်ကြရအောင်။အချိန်ဒါမှမဟုတ်ရင်အစားအစာပြီးရင်ကစားစရာပြီးတော့အခုညီနဲ့ဆူတောင်းပေးခြင်းပဲဟုတ်တယ်မလား။ကျွန်တော်တို့ကဘုရားသခင်ဒါကျွန်တော်တို့မှာရှိတဲ့အရာလေးပါလို့ပြောလိုက်တဲ့အခါအမောဘရာတွေစတင်ဖြစ်ပြလာမှာတော့တယ်။ဒါလည်းဆိုတော့ဒါကြောင့်ဒါလေးတွေကိုအမြဲမှတ်ထားပေးပါ။တင်းငယ်တဲ့လက်ကလေးများကြီးမြတ်တဲ့ဘုရားသခင်ရှိမှကြီးမားတဲ့တကူလက်မိတ်များလည်းဖြစ်တတ်ပါတယ်။အားလုံးအတူတူဒီဟာလေးကိုယူဆကြ။ကျွန်တော်နဲ့ကျွန်တော်ဤဘုရားသခင်လို့အားလုံးဆိုကြရအောင်။ကျွန်တော်နဲ့ကျွန်တော်ဤဘုရားသခင်နောက်တစ်ခါလောက်ထပ်ဆိုကြရအောင်။ကျွန်တော်နဲ့ကျွန်တော်ဤဘုရားသခင်ဘာကြောင့်အဲ့လိုဆိုရတယ်ဆိုတော့ဘုရားသခင်ကတင်းလို့နဲ့အတူရှိပြီးတော့ဘယ်ရမဆိုအကုန်လုံးတတ်နိုင်လို့ပဲဖြစ်ပါတယ်။ဒီလိုကောင်းတဲ့ပြည့်စုံတော်မူ၍ဒါတို့ကိုချစ်တော်မူသောမေတ္တာတော်ရှင်အဖဘုရားသခင်ဒီနေ့၌ကိုရောဘုရားတန်ရှင်တော်ဘုရားတော်နေ့၌ကလေးငယ်များနဲ့အတူတူကိုရောဘုရားကိုဝတ်ပြုကိုးကွယ်ရတော့အစီအစဉ်များကိုပြုလုပ်ခွင့်ရရှိတဲ့အတွက်ကြောင့်ကိုရောကိုကျေးဇူးတင်ပါတယ်။ On day one, God said, let there be light. On day two, God said, let there be sky. In 7 days, God made the world. On day three, God made the land and the seas. On day three, God made the plants and the trees. In 7 days, God made the world. On day four, God made the sun, the moon, and stars. When he looked at all he